Hi ချစ်တို့ရေဒီနေ့အမဲသားလေးကြီးရှယ်ကောင်းတော့ဝန်တို့အိမ်ကိုအမြဲတမ်းလာရောက်နေအမဲသားရောက်နေမမြင့်ခင်းတဲ့သူကလေဖုန်းလေးဆက်လိုက်တာနဲ့အမဲသားကိုနော်ရေချောက်ရှယ်အိမ်ကိုလာပို့တာနော်အဲ့ဒါဝန်ကဒီနေ့လှမ်းကျင်နေဆိုတော့အသားလေးတွေကိုတိချာလေးဒီမှာအနေတော်လေးတွေမြင်ပြီးတော့သူရတာလေးနေပြီးတော့တခါလေးလှမ်းခဲ့ပြီးမယ်ပေါ့နော်ဒီမဲ့လှမ်းနီးလေးကိုဝန်ကပြပြပေးခြင်းလို့ပါကြားစားတမြာသီးလေးညှစ်မယ်ညစ်ပြီးတော့ကြတော့ဒါအရသာလေးအကုန်လုံးကိုလက်နဲ့ဆုပ်ဆုပ်ပြီးတော့နေမယ်ပေါ့နော်ပြီးရင်အနံလေးမွေးအောင်လို့ငါပဲစီလေးနည်းနည်းပါထည့်ပြီးတော့နေမယ်တချို့ကြတော့လေဂျင်းရည်လေးတွေညှစ်ထည့်မြုပ်ဒီအကြမ်းမုံလေးနဲ့ရဲရဲလေးလဲပေါ့နော်နေပြီးတော့လှမ်းကြပါတယ်ပေါ့နော်ဒါကတော့ငါရိုးရိုးအချိုလေးပဲနေတာပါလို့အဲ့ဒါစီလေးနဲ့ပဲစီလေးနည်းနည်းထည့်ပြီးတော့မွေးလေးပေါ့ဒါနေပြီးတော့လှမ်းမယ်ကဲဒီမှာတိချာချာလေးကိုဒီမဲ့လုတ်ပြီးတာနော်ဒါဒီနေ့ဝန်တပိတ်တာပေါ့တပိတ်တာလှမ်းတာဆိုဒီလိုမျိုး2တန်းရတယ်ပေါ့နော်တပိတ်တာတဏီလေးလှမ်းပြီးတော့ဟင်းလေးချက်စားဖုတ်စားရင်တော့ဒီတဏီလောက်ဆိုရင်ဒီလောက်ဆိုရင်တော့ရပြီပေါ့နော်ဖုတ်စားတာဟင်းလေးချက်စားရဲဆိုတာအီလေးပေါ့ဒါမဲ့နောက်ကြာရက်သိမ်းထားမယ်ဆိုရင်တော့ဝန်ကနောက်ထပ်1ရက်ထက်လှမ်းလိုက်တယ်ပေါ့နော်2ရက်လောက်လှမ်းပြီးပြီဆိုရင်ဒါ6ကလေးဆိုတော့သိမ်းထားလို့လည်းကောင်းတယ်ပေါ့နော်